အားလုံးပဲမင်္ဂလာပါခိုင်လေးရဲ့ channel ကနေပြန်နေကြဆိုလိုက်ပါအခုကတော့ခိုင်လေးကတော့ screen မှာတွေ့ရတိုင်းမဲ့ဒီ ACC လေးကိုကြော်ညာပေးတော့မှာပေါ့နော်ဒါကတော့ခိုင်လေးပြတဲ့ငယ်ရှင်အကောက်လေးပေါ့နော်သူ့နာမည်ကဂျူလီယာလို့ခေါ်ပါရှင့်သူကဗီဒီယိုတင်တာတိတ်မကြသေးဘူးဆိုတော့subscriber လည်းနည်းနေတယ်လို့ like လည်းနည်းနေပါရဲ့ရှင့်ဒါကြောင့်သူ့ channel လေးကိုတွားပြီး like နဲ့ subscribe လေးလုပ်ပေးခိုင်းရှင်တယ်ပေါ့နော်ပြီးသူကရန်လေးဖော်ရွေတယ်ပေါ့နော်သူကလည်းခိုင်လေးလိုပဲ Roblox video လေးတင်တာပေါ့နော်ဒါကြောင့်သူ့ကိုတွားပြီး up ပေးလိုက်အောင်ပေါ့နော်သူ့အကောက်ကိုမရှိခေါ်ထားပေးမယ်ပေါ့နော်အဲ့ဆိုရှာရအောင်လွယ်ရပေါ့နော်ခိုင်လီကျောင်းကလည်းဖွင့်နေဆိုတော့လေထုံးစံတိုင်းပဲဗီဒီယိုတင်လာနေမယ်ပေါ့နော်ဒါခိုင်လီတငယ်ချင်းအကောက်ကိုကြော်ညာပေးရှင်လာကြော်ညာပေးရပေါ့နော်ခိုင်လီစီမှာလည်းအကောက်လေးကြော်ညာပေးရပေါ့နော်ဆိုကိုအကောက်နံပါတ်လေးကိုပဲရေးလိုက်ပါခိုင်လီကြော်ညာပေးမယ်ပေါ့နော်ခိုင်လီ Roblox အကောက်လေးပြောင်းသွားရပေါ့နော်ပြီးခိုင်လီအကောက်ကအញ្ញံဟောင်းနေပြီဆိုအကောက်ဖြတ်လိုက်တယ်ပေါ့နော်ဆိုတော့အသက်ပြန်လုပ်နေတာရှင့်ပုံစံကလည်းပြောင်းသွားရပေါ့နော်ဒါပါရမတဲ့ဆိုတော့သူ့အကောက်လေးကိုလည်းတော့အပေးလိုက်ပေါ့နော်ခိုင်လီတငယ်ရှင်ပေါ့နော်ခုနေ့ကလည်းသူဗီဒီယိုတင်တာတွေ့လိုက်ပါမယ်ရှင့်သူက YouTube joiner မှာ3ရက်လောက်3ပတ်အလောက်ပဲရှိတယ်ပေါ့နော်ဆိုတော့သူကလည်း subscriber လေးလည်းနည်းနေလို့ like လည်းနည်းနေ view လည်းနည်းနေပေါ့ဆိုတော့သူ channel လေးကိုတွားပြီးတော့အားပေးလာပေါ့နော်ဗီဒီယိုကိုအန်ဒေးလုပ်လိုက်တော့မယ်ပေါ့နော်ဟိုနားလောက်ရောက်ရင်အန်ဒေးလုပ်လိုက်တော့ပါမယ်ရှင့်ပြုတ်ကြသွားရပေါ့နော်ပြုတ်ကြသွားရဆိုတော့အန်ဒေးလုပ်လိုက်တော့ပါမယ်ရှင့်ဆိုတော့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲ bye bye